အားလုံးပဲမင်္ဂလာပါရှင်အခုခေတ်မှာလူတော်များများဖန်စီလေးဝေလာကြရဲပေါ့နော်အရင်တော့မမေကိုလိုင်းနဲ့ဖန်စီလေးရောင်းခဲ့ဘူးတယ်ဒါပေမဲ့အခုလက်ရှိမမေကြောက်အစ်စ်လေးရောင်းလာတဲ့အခါကျတော့မှဟဲငါအရင်တော့ရောင်းခဲ့တဲ့ဖန်စီဈေးနှုန်းတွေနဲ့အခုလက်ရှိရောင်းနေတဲ့ကြောက်အစ်စ်ဈေးနှုန်းတွေကအရင်နဲ့ကွာခြားမလို့ပါလားဆိုတော့သိခဲ့ရတယ်ပေါ့နော်အရင်တော့မမေကိုလိုင်းသိခဲ့ရတာကကြောက်အစ်စ်လေးဆိုတာဈေးလုံးဝမှကြီးရဆိုပြီးတော့သိထားတာပေါ့နော်အဲ့ဒါမမေနဲ့မတက်ဆိုင်တဲ့နယ်ပယ်တစ်ခုဖြစ်တဲ့အတွက်ကြောင့်ကြောက်အစ်စ်ရဲ့ဈေးနှုန်းနဲ့သူ့ရဲ့အရေးတွေကိုမသိခဲ့ဘူးပေါ့နော်အခုမှသိလာတာကကြောက်အစ်စ်ပါနဲ့သူ့ရဲ့အရေးအသွေးနဲ့သူ့ရဲ့ဈေးနှုန်းနဲ့အစားအစာရှိရဆိုတာကိုသိခဲ့ရတယ်ပေါ့နော်ဥပမာလေးနဲ့ပြောရရင်ပထမဝိချန်တဲ့သူကဆိုရင်ဈေးနှုန်းတက်နိုင်တဲ့သူကပထမအရေးအသွေးကောင်းတာကိုဝယ်လို့ရတယ်လို့ဈေးနှုန်းမတက်နိုင်တဲ့သူကလည်းသူတက်နိုင်တဲ့ငွေအမောင်းနဲ့ပထမအစ်စ်ကိုဝယ်လို့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့ကိုယ့်ရဲ့နေနဲ့ကိုယ့်ရဲ့မွေးလားနဲ့ကိုက်ညီတဲ့ကြောက်လေးတွေကိုအဆောင်အနေနဲ့ဝယ်ချင်လို့ပဲဖြစ်ဖြစ်အလားအနေနဲ့ပဲဝယ်ချင်လို့ပဲဖြစ်ဖြစ်ဒီလိုကြောက်အစ်စ်လေးတွေကိုဈေးနှုန်းတောင်းခန်းလေးကနေစပြီးတော့မှဝယ်ယူဝယ်ဆင်နိုင်ပါလေရှင်အမေတို့အထည်ဆေးပေးထားတဲ့ပဒိန်လေးဆိုရင်လည်းငွေပါဝင်မှုလောက်က60ရာခိုင်နှုန်းထိပါဝင်တာမို့လို့အရာဝါနဲ့ကြာချင်ခံပါတယ်ရှင်တကယ်လို့ကိုကရွှေအစ်စ်နဲ့ပြန်ခတ်ပြီးတော့ဝစ်ချင်တယ်ဆိုရင်လည်းကြောက်တီးတန့်ဝယ်လို့ရပါတယ်ရှင်